Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဘုံဘုံသုံးသက်ချက်ကနေမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ညကတော့ကျွန်တော်တို့ Champion League နိုင်ပေါ့နော်ကျွန်တော်တို့ Inter Milan နဲ့ Barcelona နဲ့ကျွန်တော်တို့ဒုတိယကြော့ကန်မယ်ပွဲစဉ်လေးကိုသုံးသပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ပေါက်ကြီးအရာကျွန်တော်တို့ Barcelona ကအဝေးကွင်းကနေပြီးတော့မှ level ကို15ပြရှုံးကိုပေါင်းကြီးက3လုံးကို30ရှုံးဆိုပြီးတော့ပေးထားတာတွေ့ရပေါ့နော်ဆိုတော့ပထမကြော့တော့3-3နဲ့ကျွန်တော်တို့သိရကြခဲ့အဲဒီတော့ Barcelona ဒီအိမ်ခွင်းကနေပြီးတော့တစ်လုံးကို30စာကိုပေါင်းကြီးက 3D ဆိုတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ပထမအကြော့ကကျွန်တော်တို့ကြီးအနေအထားကိုကြည့်ရမယ်ဆိုရင်ဒီဒုတိယကြော့ကကျွန်တော်တို့ Barcelona ပေးထားတဲ့ကြီးကတော်တော်လေးကိုကျွန်တော်တို့ဒါပြော့ပြောင်းနေတဲ့အနေအထားကိုလည်းတွေ့ရတယ်ဆိုတော့ Barcelona ဒီပွဲမှာခက်ခက်ခဲခဲကစားရမယ်တည်ရကြမယ်ဆိုတော့ဈေးတန်းကိုပိုကီတွေကကျွန်တော်တို့ဖွင့်ထားတာလည်းတွေ့တယ်ပေါ့နော်2022တုန်းကကျွန်တော်တို့ဒီInter Milan အိမ်ကွင်းမှာ Barcelona ကကျွန်တော်တို့တစ်လုံးကို90စာထိပေးခဲ့တာရှိရပေါ့နော်ဆိုတော့လက်ရှိကြေးရတော့ Barcelona နိုင်ဖို့ခက်ခဲမဲ့ပွဲစဉ်တစ်ခုဖြစ်တယ် head to head ရကျွန်တော်တို့ UCL မှာကျွန်တော်တို့ Inter Milan အိမ်ကွင်း6ပွဲကစားခဲ့တဲ့ပွဲမှာ Inter Milan ဒီ2ပွဲနိုင်ခဲ့ပြီးတော့ Barcelona ကတော့ကျွန်တော်တို့တစ်ပွဲပဲနိုင်ခဲ့တယ်အဲ့ဒီတော့ကတော့ကျွန်တော်တို့ Inter Milan ဒီ6ပွဲမှာတစ်ပွဲပဲကျွန်တော်တို့ကြီးပေးထားတယ် 1D နဲ့ကျွန်တော်တို့ 1D ဆိုတဲ့ကြီးကိုတစ်ပွဲတည်းပေးထားပြီးတော့ကြံတဲ့ပွဲတွေအကုန်လုံး Barcelona ဘက်ကပဲပေးထားတာရှိတယ်ပေါ့နော် level 50ရှုံ level ရှုံကျွန်တော်တို့တလုံး90စာ 1D ဆိုတဲ့ကြီးကို Barcelona ပေးထားတာတွေ့တယ်ပေါ့နော်ဆိုတော့ Inter Milan ရဲ့လက်ရှိအခြေအနေကတော့နောက်ဆုံး10ပွဲကစားတဲ့ပွဲမှာ6ပွဲထိကိုဂိုးတွေပေးထားရတယ်တပွဲပဲကျွန်တော်တို့နောက်ဆုံးကန်နေတဲ့ Verona ပွဲပဲဂိုးမပေးရတာပေါ့နော်ပွဲတိုင်းကိုဂိုးပေးထားတာတွေ့တယ်ဒီနေ့မှာတော့ကျွန်တော်တို့ Inter Milan ကအဓိကတိုက်စစ်မှု Lautaro Martinez ပါဖို့မတေချာဘူးပေါ့နော်တစ်ဖက်ကတော့ကျွန်တော်တို့ Barcelona က Lewandowski ကတော့ဒါမှပါနိုင်ဘူးပထမကြော့တော့ကလည်းပဲပေါ့နော်ဆိုတော့Barcelona ကြီးကျွန်တော်တို့ကန်ခဲ့တဲ့5ပွဲမှာဂိုးမပေးရတဲ့ပွဲကကျွန်တော်တို့ Mallorca နဲ့တပွဲပဲရှိတယ်ပေါ့နော်4ပွဲလုံးဂိုးပေးထားရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးကျွန်တော်တို့5ပွဲမှာလည်း73ဂိုးထိဂိုးတွေသွင်းထားတယ်တပွဲကို2ဂိုးလုံးနဲ့ဂိုးသွင်းထားတာလည်းတွေ့တယ်ပေါ့နော်ဆိုတော့ဒီနေ့ဈေးကွက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ single team ဈေးကွက်မှာနှစ်ဖက်အသင်းလုံးကကျွန်တော်တို့နှစ်သင်းလုံးက2ဂိုးထိသွင်းနိုင်မယ်ဆိုတဲ့ဈေးကွက်ကိုကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်လက်ရှိ body ဈေးတီhead to head ရကျွန်တော်တို့ပေးထားတဲ့ဈေးတန်းမဟုတ်ဘူးပထမကြော့တုန်းကကျွန်တော်တို့3-3ဆိုတဲ့ရလက်အနေထားအခြေအနေကိုဒါမူတည်ပြီးတော့လက်ရှိ body ကြီးကိုပေးထားတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့Inter Milan ဒီကျွန်တော်တို့ Bayern Munich နဲ့ကန်တဲ့ပွဲမှာပေါ့ Inter Milan အိမ်ကွင်းမှာ Bayern Munich ကိုကန်တဲ့ပွဲ2-2ဆိုတဲ့အိမ်ကွင်းမှာ Inter Milan ဒီ2ဂိုးရတယ်ပေါ့နော်အဲ့ဒီ2ဂိုးဒီset speed ကနေပဲကျွန်တော်တို့သွင်း corner ကနေပဲသွင်းသွားတာပေါ့နော်ပထမကြော့ကျွန်တော်တို့ဒီ Barcelona နဲ့ကန်တဲ့3-3ပွဲမှာလည်းပဲ2ဂိုးကကျွန်တော်တို့ corner ကနေပဲသွင်းထားတာကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့ Inter Milan ဒီ corner kick တော်တော်ကောင်းတယ် set speed တွေတော်တော်လေးကောင်းတာကိုတွေ့တယ်Barcelona ကတော့ကျွန်တော်တို့သူကတော့box ထဲမှာကစားပြီးတော့ဂိုးရအောင်သူအနေနဲ့စွမ်းဆောင်တဲ့အသင်းဖြစ်တယ်Inter Milan အဲ့ box ထဲမှာတော်တော်လေးအားနေတယ်3-3နဲ့ကန်တဲ့ပွဲတုန်းကပထမအကြော့ကန်တဲ့ပွဲတုန်းကလည်းအဲ့ box ထဲကနေပဲBarcelona ကစားသမားတွေချင်းချောက်တဲ့အနေအထားကိုတွေ့ရတယ်ဂိုးတွေလည်းကျွန်တော်တို့ရတာတွေ့တယ်ပေါ့နော်ဆိုတော့ Barcelona player တွေက box ထဲမှာဂိုးသွင်းနိုင်တဲ့အရေးသွေးရှိတယ်ပြီးတော့ကျွန်တော်တို့ close control ကောင်းတဲ့ကစားသမားတွေလည်းကျွန်တော်တို့အများကြီးပါတယ် Barcelona ဒီအဝေးကန်ချက်လည်းတော်တော်လေးကောင်းတာလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲကတော့ကျွန်တော်တို့ BTTS ဈေးကွက်က 1.4 ဆိုပြီးတော့ yes ဆိုတဲ့အနေအထားကျွန်တော်တို့တွေ့ရတယ်နှစ်ဖက်သွင်းဂိုးတွေရှိနိုင်တယ်ဆိုတဲ့အနေအထားလည်းတွေ့ရတယ်ဒီပွဲကတော့ကျွန်တော်တို့ Inter Milan ဒီ Bayern Munich နဲ့တွေ့တဲ့ပွဲတုန်းကလည်း Inter Milan ဒီပိတ်ဆော့တဲ့အခြေအနေမျိုးမဟုတ်ဘူးသူ့အနေနဲ့ဂိုးကိုရအောင်တွင်းတတ်တဲ့အနေအထားလေးရှိတယ် set speed တွေကနေသူ့အနေနဲ့ဂိုးသွင်းနိုင်တဲ့အနေအထားရှိတယ် Barcelona ဒီ set speed မှာတော်တော်လေးအားနေတယ် Real Madrid နဲ့ Copa del Rey နဲ့ပွဲတုန်းကလည်းဒါ set speed ရနေပြီးတော့ Real Madrid ကိုဂိုးတွေခွင့်ပြုထားတာလည်းတွေ့တဲ့အခါကျတော့ဒီပွဲမှာ Inter Milan ဒီဂိုးရဖို့အခြေအနေလေးရှိတယ်လက်ရှိ body ဈေးပေးထားတဲ့အနေအထားကလည်း Inter Milan ဂိုးရမယ့်အနေအထားလေးတွေ့တယ်ပေါ့နော် Inter Milan ကဂိုးရမယ်ဆို Barcelona ဒီ Inter Milan ကို AC ဂိုးသွင်းနိုင်တယ် Inter Milan ရဲ့နောက်တန်းကျွန်တော်တို့ဒီ box ထဲမှာကျတော့Inter Milan ဒီအားနည်းချက်တွေတော်တော်လေးရှိတယ် Barcelona ဒီတူးချင်းကစားသမားကောင်းတွေ skillful ကောင်းတဲ့ကစားသမားတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် Barcelona ဘက်ကလည်းဂိုးကသေချာပေါက်ရတယ်ကျွန်တော်တို့1-1ကနေကြည့်ရမယ်ဂိုးပေါင်းကြီးက3လုံးကို30ရှုံးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကတော့ကျွန်တော်တို့နှစ်ဖက်သွင်းဂိုးတွေကျွန်တော်တို့မြန်ဆန်တွေ့ရပြီမိနစ်60မှာအပြည့်မပေါ်လာဘူးထင်တယ်ဟိုအချိန်ပိုတွေထိကန်သွားလိမ့်မယ်လို့ထင်တယ်ဂိုးပေါင်းကတော့ဂိုးပေါင်းအများကိုကြိုက်တယ်2-2လောက်ကျွန်တော်တို့ကန်သွားမယ်လို့ထင်တယ်ဂိုးအပေါ်ကိုပဲကျွန်တော်တို့ကြိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လေးနဲ့ကျွန်တော်တို့အားပေးခဲ့ပါဦးလို့အားလုံးလည်းဘေးရန်ကင်းပါစေလို့ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်